အားလုံးပဲမင်္ဂလာပါရှင်ကျမတော့ဒေါက်တာမွန်မြတ်ထွန်းပါအထွေထွေရောဂါကုဆရာဝန်တယောက်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာဆရာမပြောပြချင်တဲ့အကြောင်းအရာကတော့ဒီကိုဝန်ဆောင်ဝင်မေတွေအတွက်ပေါ့နော်ကိုဝန်ဆောင်ချိန်မှာဒီလုတ်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောချင်လို့ပဲဖြစ်ပါတယ်ကိုဝန်ဆောင်ပြီဆိုရင်မေတွေအများစုဘာတွေမဖြစ်မနေလုတ်တဲ့လဲပေါ့လေကိုကလေးပစ္စည်းဝယ်စုမှာလားကလေးမွေးဖွားဖို့အတွက်ပြင်ဆင်မှာလားပေါ့နော်ဒါအားလုံးထက်အရေးကြီးတယ်လို့တော့ဆရာမကတော့မြင်တယ်ပေါ့နော်အရေးကြီးလုပ်သင့်တဲ့အရာကိုပြောရမယ်ဆိုရင်တော့ဒါမိခင်တွေအနေနဲ့ကိုယ်ဝန်ဆောင်ကာလအတွင်းမှာကိုယ့်ရဲ့အသိပညာတွေကိုတိုးချဲ့ရမယ်ပေါ့နော်ဒီမွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးနဲ့ပတ်သက်ပြီးတော့ဒီအသိပညာတွေသိထားရမယ်ကလေးမွေးဖွားပြီးနောက်ပြုစုစောင့်ရှောက်ရမယ်အချက်တွေကိုသိဖို့အတွက်သင်တန်းတွေတက်ဖို့ကိုဆရာမကတော့အကြံပြုတိုက်တွန်းချင်တယ်ပေါ့နော်ဆရာမကိုယ်တိုင်ဆိုလည်းဒါကိုယ်တိုင်ဆရာဝန်ဖြစ်ပေမဲ့လည်းအသိပညာတွေကတော့မတူဘူးပေါ့နော်ဒီဆရာမတို့ဆရာဝန်တွေကျတော့ယောဂအကြောင်းတွေလူနာတွေအကြောင်းပဲသင်တာပိုများတယ်ပေါ့နော်ဒီတကယ်ကလေးတွေမွေးဖွားလာတဲ့အခါမှာဘယ်လိုမျိုးကိုင်တွယ်ရမယ်ဒါတွေမပါဘူးပေါ့နော်အဲ့တော့ဆရာမကိုယ်တိုင်လည်းဒါလေ့လာရတယ်ပေါ့နော်ဒီလိုလေ့လာထားမှသာအမေတွေဒီပညာတတ်ထားမှသာလျှင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကပြောစကားတွေကိုကာကွယ်နိုင်မယ်ပေါ့နော်ဒီကျမတို့မြန်မာလူမျိုးတွေကလည်းသိတဲ့အတိုင်းပေါ့နော်ဒီဟိုလိုကောင်းတယ်ဒီလိုကောင်းတယ်ဒီမျိုးစုံပဲပေါ့နော်ငါတို့တော့ဒီလိုလုပ်တယ်ဒီဟိုလိုလုပ်တယ်ဒီပေါ့နော်အကုန်လုံးကပြောလာကြမှာပေါ့နော်ဒီခါမှာကိုကမသိထားဘူးဆိုရင်ဟုတ်တယောက်ရအောင်နဲ့ကိုယ့်ကလေးကိုလိုက်လို့ရှင်ဒါကိုယ့်ရဲ့ကလေးပဲနစ်နာမှာပေါ့လေဒါကြောင့်မလို့ကိုယ်တွေကဒီတက်ထားမှသာလျှင်ကျိုးသင့်ကြောင်းသင်ချက်ကျလက်ကျနဲ့ထောက်ပြနိုင်ပြောပြနိုင်ရင်ကိုယ့်ကလေးကိုမဖြစ်သင့်တာတွေမဖြစ်အောင်ကာကွယ်နိုင်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့မေအနေနဲ့ဒီဝန်ဆောင်ကာလမှာဒီသင်တန်းလေးတက်ထားစေချင်တယ်ပေါ့နော်မွေးပြီးမှတက်ဖို့ကတော့သိပ်ပြီးတော့မမျှော်လင့်နဲ့ပေါ့နော်ကိုတော်ကတော့ဒါသူနာပြုလေးခေါ်ထားတော့အချိန်ရတော့ခြားသင်တန်းတွေထပ်တက်နိုင်တာရှိပေမဲ့လေဒါပေမဲ့ကိုယ်ခွဲမရှိတဲ့မေအတွက်ဆိုရင်တော့မလွယ်ဘူးပေါ့နော်ပြီးရင်ကိုယ်ကမွေးပြီးတဲ့ကာလမှာကျတော့မတူဘူးပေါ့နော်ကိုယ့်ရဲ့ပင်ပန်းပုံနို့တိုက်ရတဲ့ကာလတွေဒါတွေကဘယ်လိုမှအာရုံမစိုက်နိုင်ဘူးလေဒါကြောင့်မလို့ဒီမွေးခင်ကတည်းကဒီသင်တန်းလေးတွေကိုတက်ထားသင့်တယ်ပေါ့နော်ဒါကျမဒီဆရာမတက်တဲ့သင်တန်းလေးတွေကိုပြောပြတာပေါ့နော်ဘာမှလည်းစပွန်ဆာတွေဘာတွေမပါပါဘူးဒါကျမတက်တဲ့ဟာကိုပြောတာပေါ့နော်ဆရာမဒီဝန်ဆောင်ကာလမှာတော့ဒီ Burmese America home page ကနေပေါ့နော်ဒီ newborn care class လေးကိုonline ကနေနားထောင်ဖြစ်တယ်ဒါကလုံးဝသူက free course လေးပဲပေါ့နော်သူရှင်းပြထားတာနေတော်တော်ကောင်းတယ်မြန်မာလူလေးတွေပဲတခြားချက်ကြလက်ကြလေးပါတယ်ပေါ့နော်သင်တီးထိုက်တဲ့ points လေးတွေအချက်လက်တွေတခြားကောင်းတယ်ပေါ့နော်အချိန်အားဖြင့်လည်းတစ်ချိန်ကိုမိနစ်40စာနဲ့8ချိန်လောက်လာမသိဘူးရှိပေါ့နော်PowerPoint တွေကအစမြန်မာလူလေးနဲ့ကောင်းတယ်ပေါ့နော်အဲ့ဒါလေးတက်ဖြစ်တယ်ပေါ့နော်ဒီကလေးပြုစုစောင့်ရှောက်ပုံတွေပေါ့နော်ဒီရေချိုးတာရောဒိုက်ပါလဲတာရောအနှီးရောနောက်နို့တွေပေါ့နော်နို့တိုက်တွေနဲ့ဘယ်လောက်သိမ်းမယ်ဘယ်လိုထားမယ်ဒါတွေကအစကုန်ပါတယ်ပေါ့နော်အဲ့ဒါတွေကသိသင့်တယ်ပေါ့နော်နို့ဘူးကအစပေါ့နော်နောက်ဖြည့်စွက်စာအကြောင်းလည်းသူအနည်းချင်းပါတယ်ပေါ့နော်ဒါလေးကိုဆရာမတက်ဖြစ်တယ်ဒုတိယတက်ဖြစ်တာကတော့ဒီကလေးမွေးပြီးမှပဲတက်ဖြစ်တာပါဒါကတော့ဒီဖြည့်စွက်စာသင်တန်းပေါ့ဒီကလေး4လကျော်အရွယ်လောက်မှာဆရာမဒီဖြည့်စွက်စာသင်တန်းလေးတစ်ခုတက်တယ်ဒါကတော့ဒုမိသားစုလေး page တာပါသူလည်းဒါ2ရက်သင်တန်းပဲ Zoom class လေးနဲ့တက်ရတာပေါ့နော်သူပြောပြရတယ်လည်းကောင်းတယ်ချက်လက်တွေကောင်းတယ်နောက်ဒီlive lecture တက်ရင်သူက free အနေနဲ့ဒီဟိုနားထောင်လို့ရတယ် recorded ဟာလေးလည်းနားထောင်လို့ရတယ်ပေါ့နော်ဒီလိုလေးရှိရပေါ့နော်အဲ့နှစ်ခုတော့ဆရာမတက်ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကတော့ထကူတော်တော်ဖြစ်တယ်ပေါ့နော်နောက်ဒီနှစ်ခုကိုတော့အခြေခံအနေနဲ့ပေါ့နော်တက်စေချင်တယ်ပေါ့နော်အဲ့ဒါမှသာနိဒါကိုယ့်ကလေးကိုပတ်ဝန်းကျင်ကပြောတဲ့ကောင်း၏မကောင်း၏စမ်းသပ်ခံလေးမဖြစ်တော့ဘူးပေါ့နော်ကိုယ်တိုင်ကြိုးသင့်အကြောင်းသင်သိပြီးတော့ကာကွယ်နိုင်မယ်ပေါ့နော်
အဲ့ရွယ်ချက်နဲ့ပါဒါကြောင့်မလို့မေမေတွေလည်းဒီကိုဝန်ဆောင်ကာလအတွင်းမှာသင်တန်းလေးတွေတက်ကြဖို့တိုက်တွန်းချင်ပါတယ်အချိန်ကကိုအားတဲ့ချိန်မှာတက်တာဖြစ်တာမို့လို့လေအချိန်လည်းတိတ်မပေးရဘူးပေါ့နော်ဒါလေးကိုမဖြစ်မနေအနေနဲ့လည်းတက်ဖို့တိုက်တွန်းချင်တယ်ပေါ့နော်ဒါမှသာလျှင်ကိုယ့်ရဲ့ရင်သွေးလေးကိုဒီအများကြီးကာကွယ်ပေးနိုင်မယ်အများကြီးကောင်းအောင်လည်းပိုလှုပ်ဆောင်ပေးနိုင်မယ်လို့ယုံကြည်တယ်ပေါ့နော်ဒါကတော့ဆ iam မတက်တဲ့သင်တန်းလေးကို sharing လုပ်ပေးတာပါတခြားမေမေလည်းဘယ်လိုသင်တန်းတွေတက်ကြလဲကို comment မှာဝိုင်းပြီးတော့ sharing လုပ်ပေးလို့ရပါတယ်တခြားမေမေလည်းသိရအောင်ပေါ့နော်အားလုံးပဲအဆုံးထိနားထောင်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်အားလုံးပဲတတား